လောကသားတွေရဲ့ contract တစ်ခုမှတ်တိုင်တစ်ခုပေါ့အခုဥပမာ academy ဆိုတဲ့နာမည်ရသွားပြီဆိုရင်ဈေးနှုန်းကအစလုတ်ကွက်ကအစ production တွေရောလောကသားတွေအတိမတ်တစ်ခုပြုသွားတာပေါ့ဒါပေမဲ့မှတ်တိုင်အနေနဲ့ကတော့ပရိသတ်ရင်တွေကအားပေးတဲ့ character မှတ်တိုင်ပါအခုဥပမာမာယူတာဆိုရင် academy လုံးဝမရဘူးဒါပေမဲ့မာယူတာ villain နေရာမှာပြီးတော့ပြရန်တွေးတဲ့နေရာမှာမာယူတာဆိုတဲ့ဒါသူ့ရဲ့ demand တစ်ခုရှိနေတာပေါ့နော်ဒါပရိသတ်ပေးထားတဲ့သူတို့မှတ်တိုင် academy လေးတွေပါခင်ဗျဟုတ်ဒီကတော့ပွဲလေးကတော့စီးတစ်ဖက်ချားဆိုတဲ့ရုပ်တံဇာတ်လမ်းတွဲလေးပါလောကကြီးမှာလူစီဘလူစီဆိုတာရှိတာပေါ့နော်စီးကြော်လို့ရှိရင်တယောက်နဲ့တယောက်ဘလို့အဆုံးတတ်နိုင်တယ်ဆိုတော့အကြောင်းလေးကိုတတိထားမိစေဖို့အတွက်ဖန်တီးထားတဲ့ဇာတ်လမ်းတွဲလေးပါခင်ဗျကျွန်တော်တို့ကဒီကားနဲ့ပတ်သက်ပြီးတော့မှလေ preparation နည်းနည်းလှုပ်ဖို့အတွက်ကိုအချိန်သိပ်မလောက်ဘူးဖြစ်သွားတယ်ဘာလို့ဆိုဒီကားထဲမှာပါနေတဲ့ဇက်ကောင်တွေအကုန်လုံးကပေါ့နော်အတားတွေအကုန်လုံးကအလုပ်အရမ်းများပြီးတော့မှလေကားဇက်တွေများနေတဲ့ခါကျတော့ကျွန်တော်တို့ production လုပ်ဖို့အရေးကိုအချိန်မပေးနိုင်ဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့တခုရှိတာကတော့အကုန်လုံးက professional asset တွေဖြစ်တဲ့အခါကျတော့တို့ရင်ထဲကရှိတဲ့ dialogue တွေတို့ရင်ထဲကရှိတဲ့ item တွေကဆင်းပေါ်မှာပေါ့ reality အမှန်ပေါ်လာလိမ့်မယ်အကြိုင်ပို့ပြီးတော့ပြေးတဲ့အကြိုက်တွေတော့ပါလိမ့်မယ်ခင်ဗျမင်းသမီးကဒီထဲမှာ Q တင်ကဆိုအစ်စ်ကလေးပေါ့တော့ talent အစ်စ်ကလေးသူ့ကိုကျွန်တော်တို့နည်းနည်းလေးပွဲထုတ်ထားတာရှိပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုကအဓိက main supporting တွေပါတယ်ခင်ဗျဥပမာအီနီဇော်တို့မာယူတာတို့အများကြီးပေါ့နော်သူတို့တွေကလည်းဒီကားလေးကိုပို့ပြီးတော့ပြောင်မြောက်လာအောင်ပတ်ဖို့ပေးနိုင်ပါလိမ့်မယ်ခင်ဗျကျွန်တော်ဒီအနုပညာတက်တန်း3နှစ်အတွင်းမှာမရိုက်ဘူးတဲ့ character တော်တော်လေးကိုရှားသွားပါတယ်ဒါပေမဲ့ဘယ်လိုဖြစ်တယ်ဆိုတော့ဒီဟာလေးမရိုက်ဘူးတဲ့ထဲမှာထပ်ပြီးတော့မရိုက်ဘူးတဲ့ character တခုထပ်ဖြစ်နေတယ်ခင်ဗျဟုတ်ကျွန်တော်ဒီကားအတွက်ကတော့လေအများကြီးတော့ရင်မကုန်ဘူးဘာဖြစ်လို့လဲဆိုတော့အလုပ်ရမယ့်သူတွေအကုန်လုံးကကျွန်တော်နဲ့တကယ့်ကိုလေတကယ့်ကိုမိတ်ဆွေရင်းတကယ့်ကိုကျွန်တော်တို့ပါတနာတွေဆိုတော့လေပျော်ပပလှုပ်အောင်အောင်တူပြီးပျော်တယ်ခင်ဗျအဲ့ဆိုဒီကားထဲမှာလူကအကုန်စုံတာလေနော်အဲ့ဒါကြောင့်ဟုတ်ပေါ့နော်ကျွန်တော်ကားတိုင်းကတော့လေဇက်ပိုကအစဘာပဲပြောဟွာဖြစ်တယ်ဗျာတက်လားလုတ်ကွက်ရှိတယ်အဲ့တော့အခုပါတဲ့သူတွေအကုန်လုံးကလည်းသူ့အလေးနဲ့သူလုတ်ကွက်ကိုစီရှိပါတယ်ခင်ဗျာSome chain and Kelly Boshing. The ding only pure like me no. Chong chao su yin bo yin bu yin dui ao sa a chen bao xun mo wing go dao da da biao kin yao xun mo wing sa ji zi li xun mo wing zhen ma chen na lan pia si lu ye xun mo wing sa ji zi li xun mo wing wa de long gao yin dong ke zi bo guiအေမီဆန်ကိုတော့မေးပုံမှန်မှန်းနဲ့တူတယ်သူဆိုရင်ပို့ပြီးတော့မှန်တယ်တော့ဒဲတယ်နော်ပြီးတော့တယောက်ရှိပါတယ်မမဆောင်ဒါသူတို့ဆိုပုံမှန်ပဲကျွန်တော်တို့ကြတော့ဘယ်လောက်ထိအာရုံမကောင်းပါခမန်းကြီးကမန်းကြီးဆိုလို့ရှိရင်ကျွန်တော်ဒါအတီပြောတာပါခုနကတော့ကိုမောင်နှမတွေချစ်လို့ဒါသူတို့ရဲ့ဘိုင်နေနာမည်လေးနဲ့ဒါလောက်တာပါအတီအနေနဲ့ကျွန်တော်တွေးမယ်ဆိုရင်ကျွန်တော်ကြည့်ခဲ့တဲ့အနုပညာဖန်တီးကျွန်တော်ကြည့်ခဲ့တဲ့သူတို့ဖန်တီးထားတဲ့နည်းပညာကိုကျွန်တော်ကြည့်တဲ့အရာကျွန်တော်ခံမှန်းမယ်ဆိုလို့ရှိရင်ကိုမြင့်မြတ်ကိုထင်တယ်သူရိုက်ထားတဲ့ထဲကကျွန်တော်အဲ့ဒီကျောင်းဆရာကားလေးအဲ့ကားလေးကျွန်တော်တော်တော်ကြိုက်တယ်ခင်ဗျအခုဒီကျောင်းဆရာကားအဲ့ဒါလေးသူရလိမ့်မယ်တဘာဝနဲ့လည်းဒီဇက်တယ်လို့သူ့ရဲ့ character အချင်းပြောင်းလေးတွေဒီတပည့်တွေကိုချစ်တဲ့ဟာလေးတွေရွာသူရွာသားတွေနဲ့ပြီးတော့သူအဲ့ထက်မှမင်းမြင့်မို့ချစ်တာလေးတွေပေါ့နော်အဲ့ဒါလေးတွေကပုံမှန်မြင်နေကြမြင့်မြတ်ဆိုတဲ့ဟာနဲ့မတူဘဲနဲ့တော်တော်လေးကောင်းတယ်ခင်ဗျကျွန်တော်တို့ယောက်ျားလေးတွေမှာချစ်တတ်တဲ့စိတ်ရှိတယ်လို့တခါကျအရန်ကျင်နာတတ်တဲ့စိတ်တွေလည်းကျွန်တော်တို့မှာရှိတယ်အဲ့ဒါလေးတွေကိုအဲ့မြင့်မြတ်မှာပေါ်တယ်ကိုအရန်ချစ်တဲ့မိန်းမတယောက်ကိုမတို့ရမထိရမကန်ရမနှက်ရပဲနဲ့တယူတရနဲ့ကြီးစားကိုသူကတက္ကသိုလ်ကနေချိန်သွားလိုက်တာအဝေးယထာတဒံမြင်းလဲတဒံသူအဝေးကြီးပေါ့နော်အဲ့တုန်းကဆိုကျွန်တော်ရထလုံးလေးရှိရတယ်အဲ့ဒါလေးနဲ့တဒံနဲ့လက်ပတ်ပင်အောင်ကနှစ်ယောက်တည်းသွားထိုင်တွေ့တယ်အဲ့အရာလေးတွေကလည်းပြေးတက်ကလည်းတော်တယ်လို့အဲ့ဒီမျက်နှာရဲ့သူအရန်ချစ်ပါတယ်မတို့ရမထိရဖြစ်နေပါတယ်ဆိုတော့သူရဲ့မျက်နှာ expression တွေကခန်းစားလို့အရန်ကောင်းတယ်ပေါ့နော်အဲ့တော့အဲ့ကားလေးနဲ့တော့သူရားလိမ့်မယ်လို့ထင်တယ်ကို့ထင်နော်
ပြီးတော့ရနာဘူးပဲဖြစ်ဖို့များမယ်လို့ထင်ပါတယ်အကုန်လုံးလည်းသူကလည်းသူကောင်းကြပါတယ်ပေါ့နော်ဟိုကစ်တို့လည်းကောင်းတာပဲပေါ့ဒါပေမဲ့ဒီရတနာဘူတွေကတော့မရသေးရလည်းပါတဲ့အပြင်ဟိုကစ် item ကတော့အရင်ကျွန်တော်တို့မြင်နေကြ item တဲ့ထူတာမှန်တယ်လို့ရတနာဘူကျတော့တစ်ခါမှမမြင်ဘူးသေးတဲ့ item လေးတွေနဲ့ကောင်းတယ်ဆိုတော့သူ့ကိုလည်းရစေချင်ပါတယ်ရတနာဘူကတော့အနစ်နဲ့ရစေချင်တယ်တလားသူတခြားဟာတွေဟိုမောင်ရဲခြင်းတွေရဲလို့ရတယ်ပါဆိုတာပုံမှန်ပါပဲဒါကျွန်တော်တို့အမြင်ပေါ့အနစ်မှာတော့ဒါသူ့ရင်တွေကဟိုဒီယောက်ျားပေါ်ချစ်တဲ့စိတ်သားသမီးအမေအဲ့ပြားတွေအကုန်လုံးကိုပေါ့အောင်သူလုပ်နိုင်တယ်အဲ့တော့သူရမယ်လို့ထင်တယ်ဒီကွာတာပေါ့အနစ်ကတကယ်ကိုဟိုအတင်လုံးလို့ကောင်းတဲ့ဟာလေးပေါ့နော်သူအားလေးနဲ့ရမယ်လို့ထင်ပါတယ်ဟုတ်ဟိုအကယ်ဒမီကတော့နှက်ကြီးတယ်ဆိုတော့မှန်တယ်ဗျသိလားဘာဖြစ်လို့လဲဆိုတော့ဒီဟိုရမယ်လို့နာမည်ကြီးထားတဲ့သူလေရချင်မှရပဲကြော်သွားတယ်မရဘူးလို့ထင်တဲ့သူလေရချင်ရသွားတယ်ပေါ့နော်ဒါကတော့ကန်တရားရဲ့အလဲအပြောင်းအကယ်ဒမီရဲ့နှက်ကြီးမှုတွေနဲ့ဆိုင်တာပေါ့နော်ဟုတ်နှက်ကြီးပါတယ်ဟုတ်တယ်ဟိုလောကသားတွေရဲ့ကွန်ထရက်တစ်ခုမှတ်တိုင်တစ်ခုပေါ့အခုဥပမာအကယ်ဒမီဆိုတဲ့နာမည်ရသွားပြီဆိုရင်ဈေးနှုန်းကအစလုတ်ကွက်ကအစ production တွေရောလောကသားတွေအတိမတ်တစ်ခုပြုသွားတာပေါ့ဒါပေမဲ့မှတ်တိုင်အနေနဲ့ကတော့ပရိသတ်ရင်တွေကအားပေးတဲ့ character မှတ်တိုင်ပါအခုဥပမာမာယုတာဆိုရင် academy လုံးဝမရဘူးဒါပေမဲ့မာယုတာ villain နေရာမှာပြီးတော့ပြပြရန်တွေးတဲ့နေရာမှာမာယုတာဆိုတဲ့ဒါသူ့ရဲ့ demand တစ်ခုရှိနေတာပေါ့နော်အဲဒါပရိသတ်ပေးထားတဲ့သူတို့မှတ်တိုင် academy လေးတွေပါခင်ဗျဟုတ် academy ရဖို့မလွယ်ပါဘူးဒါနဲ့ तू ကတွေ့တဲ့လူကိုပြောဆိုနေတဲ့အခါကျတော့သူ့ကိုငါပဲ production နဲ့လန့်နေတယ်အဲ့တော့ तू ကရုပ်ရှင်ကားကောင်းနေမှာဆိုလုတ်ကွက်မရဘူးဖြစ်နေတာစိတ်ရင်းကောင်းတယ်အပြောမတတ်တာသူ့ရင်ထဲမှာရှိရင်ဒုံတိုင်းပြောချလိုက်တာအခုလည်း manager တယောက်နဲ့ရန်ဖြစ်နေရတယ်ဘယ်နေဘာတွေကြားအောင်မသိဘူးမကောင်းပေါ့နော်မန်ကန်ကွဲတယ်ဆိုတဲ့စကားပေါ့မှန်ထီတော့လေမန်ကန်တော့ကွဲတာပေါ့နော်သူအဲ့အောင်စပြူဆိုနာမည်ပြီးအောင်မခေါ်နိုင်ပဲသွားပြီးတော့ तू ကချီကျူးတွေဖွဲ့ပြီးတော့ဒါအောင်စပြူတော့အောင်စဘူးဆိုလားသူအဲ့လိုတွေခေါ်နေတယ် तू အဲ့ဒါလည်းသူ့ရဲ့အလွဲတွေပေါ့နော်ကြားရင်ငါ့ကိုလုပ်လိုက်မယ်နော်နင်တို့ဒီနေ့ academy ကတော့အရင်နှစ်က academy တွေအရင်ကအနှစ်က academy နဲ့မတူပဲရွေးချယ်စရာဇာတ်ကားတွေလည်းများနေတာပေါ့အဲ့တော့ပရိသတ်တွေအနေနဲ့လည်းဇက်ဖို့ဆိုလို့ရှိရင်လည်းသူတို့မှန်းထားတဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာထင်တယ်ဒီနေ့ကတော့ပရိသတ်တွေနဲ့တသားရဲကြတဲ့ academy တွေကိုလူပညာရှင်တွေကပိုက်ပြီးပြန်လာရမယ့်နှစ်လို့ထင်ပါတယ်ခင်ဗျာဟုတ်ပါပေါ့နော်သူတို့ချစ်တဲ့သူပေါ့ဒါပေမဲ့ကျွန်တော်ကဒီ2025ထဲမှာကျွန်တော်ရိုက်ထားတဲ့ရုပ်ရှင်ကား2ကားရှိတယ်ဒါပေမဲ့2026မှာရုံတင်လိုက်မယ်ဒါပေမဲ့အဲ့မှာလည်းကျွန်တော်တို့ကဝေလာရီမောင်တို့ပါပဲတလားအရင်ကာရက်တာရတာမျိုးမဟုတ်သေးအဲ့တော့မျိုးပါအောင်ပေါ့နော်အခုလည်းကျွန်တော်ပြည်သက်တွေအထင်ကြီးနေတာပေါ့နော်ခွန်သားချို production ကခွန်သားချိုထုတ်ရိုက်တယ်လို့ထင်တာပေါ့အမှန်တကယ်ကကျွန်တော်ကလေဟိုအဲ့လောက်ကြီးမချမ်းသာပါဘူးကျွန်တော်ရဲ့ရင်းနှီးဆုံးသူတွေကသိတယ်ကျွန်တော်ပုံမှန်လေးသွားရတာဇလန်တွဲတစ်ခုကိုထုတ်ရိုက်နိုင်ဖို့အတွက်ကျွန်တော်မှအင်အားမရှိဘူးဒါပေမဲ့ကျွန်တော်မှ producer တွေရှိတယ်သူတို့ကတော့သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုအရာကျွန်တော်မှတစ်ခုထူးတာကတခြားမင်းသားတွေမှာမရှိတဲ့အရာတစ်ခုကျွန်တော်မှရှိတယ်အဲ့ဒါဘာလဲကျွန်တော်မှ YouTube channel ရှိတယ်ဟိုမင်းသားတွေက YouTube မှာYouTuber ဖြစ်ဖို့ subscriber သိန်းကျော်ရဖို့ monetization အောင်ဖို့မရှိကြဘူးကျွန်တော်ကကြောက် YouTuber ဖြစ်နေတယ် YouTube မှာကျွန်တော်ရဲ့ subscriber 9သိန်းလောက်ရှိတယ်အဲ့ခါကျတော့ကျွန်တော်ရဲ့ YouTube income ရှိတယ်အဲ့ဒီ income ကပြန်ဝင်တဲ့ပတ်စံလေးနဲ့ production တွေကကျွန်တော်ကိုရိုက်ပေးတာကျွန်တော်ကိုယ်နိုင်ထုတ်ရိုက်တာမျိုးမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ထုတ်ရိုက်တဲ့ကြီးထင်နေကြဝင်စားအောင်YouTube လည်းစိတ်ဝင်စားဘူးပြီးတော့ TikTok တွေ page တွေမှာလည်းသူတို့က TikTok နဲ့ page လောက်ကတော့တုံးတယ်ဒါပေမဲ့ monetization ရှောက်ထွက်ဆိုတော့နားမလဲဘူးကျွန်တော်ကကြတော့ကံကောင်းတာဒီလောကတွေကိုစဝင်တာ3နှစ်ဆိုပေမဲ့အဲ့3နှစ်အတွင်းမှာ YouTube ကအခုမဟာတို့ Hipley တို့နဲ့ပြတယ်လို့မျိုးကျွန်တော် YouTube မှာတောက်လျှောက်ကားတွေပြလို့ရတယ် subscriber 9သိန်းကျော်ရှိတယ်ကျွန်တော်မကြခင်ခုတလောက Saver Button ရတယ်အခုမကြခင်ဂိုးရတော့မယ်ပေါ့နော်အဲ့ဒါလေးကကျွန်တော်ရဲ့အားသာချက်ပါခင်ဗျာဟုတ်ဒီ YouTube ဆိုတာ content တင်နေတယ်လို့တောက်လျှောက်ပတ်စံဝင်မဲ့ဟာကိုလေနော်ဟုတ် Academy ကိုစိတ်ဝင်စားတဲ့သူတွေ Academy ရင်ခုန်တန်အတိုင်းကိုယ်စိတ်ထဲဖြစ်ချင်တဲ့ဆန္ဒအတိုင်းဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ဖြစ်ပါစေလို့လည်းဆုတောင်းပေးပါတယ်ကျွန်တော်ရဲ့စီးတစ်ဖက်ချားဆိုတဲ့ဇာတ်ကားလေးထွက်လာလို့ရှင်လဲအားပေးပါအောင်လို့ပြည်သက်ကြီးကိုပြောပါတယ်ပြည်သက်တွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်ပြည့်စုံပြီးစီးပွားဥစ္စာလက်လာပါတွေတိုးတက်ပါစေဗျာ